မန်နွယ်ကလေဒီနေ့ပြည့်သိမ်းရွှေမိုးစာလေးနဲ့မိတ်ဆက်ပေးမယ်နော်ပြည့်သိမ်းရွှေမိုးစာသူကတစ်ထည်လုံးမှရွှေမိုးတဲ့အပြီးပါတယ်ဟာအရွယ်က2ရုပ်လာပါတယ်ဒါရွှေရုပ်ရဲ့ဒါရွှေရုပ်အနုရဲ့အစက10ရုပ်10မျိုးလာပါတယ်ဒီ9ဩဝါ30ဒီ9ဩဝါ30တက်ခု30ဒီဟာလည်းတစ်မျိုး30အရွယ်2ရုပ်လာပါတယ်သူကလေသူကတစ်ထည်လုံးမှရွှေမိုးအပြီးပါတယ်ဟာတစ်ထည်လုံးမှရွှေမိုးအပြီးပါတယ်ဟာဝေါ်လိုလဲကောက်တဲ့ပြည့်တင်းစားလို့ပဲပြုတ်အီလေးနဲ့ဝေါ်လိုအရန်ကောက်တဲ့ဒီလိုမျိုးဝမ်းဆက်ချိုးလို့လဲရတယ်ဝမ်းဆက်ချိုးဝေါ်လိုလို့လဲရတယ်မနွယ်ဝတ်ထားတယ်လို့အောက်ကပလက်တီနိုနဲ့အပေါ်ကရွှေမိုးပြည့်တင်းစားနဲ့တွဲချိုးဝေါ်လိုလဲရတယ်အနားကိုလေလဲမှဒီလိုမျိုးလဲထားလို့ရတယ်အရန်လှတယ်ပွက်တဲ့ဝေါ်လိုရမယ်ပြည့်တင်းရွှေမိုးစားလေးပါနော်သူကတကိုင်းကို4-3နဲ့ပေးတာမနွယ်ကလေမနွယ်ချေတဲ့ကာတွေကိုလေတကိုင်းကို3-8နဲ့ပဲပေးမယ်နော်ပွဲတဲ့ဝေါ်လို့လည်းရတယ်အောက်ကချိန်နဲ့အပေါ်ကပြည့်သေးရှင်နေတာလည်းဝေါ်လို့ရတယ်တအောက်လာတယ်နော်သူကဒီလိုမျိုးအစင်ကအစင်စုပါတယ်တအားလာတဲ့ပွဲတဲ့ဝေါ်လို့ရမယ်ဟာသူကရွှေရအနုလေးပါနော်တအားလာတယ်ပြည့်သေးရွှေမူကလေးလို့ချင်ရင်လာအပေးလို့ရတယ်နော်မပွင့်မနွယ်အထက်ဆိုင်မှာလာအပေးလို့ရတယ်နော်လို့ချင်